ကဲရွှေတကားရဲ့ကိုအမကြီးအားလုံးမင်္ဂလာပါဗျာနော်ကဲမနေ့ကဆိုလို့ရှိရင်ပြန်ပြီးတော့လုပ်တွေစရတော့မယ်နော်ကဲဟုတ်ပြီဒီနေ့ကတော့3ရက်မွေး3ရက်အတွင်းဝိုးကွက်ပေါ့ဗျာဒီကဏ္ဍလေးတွေထုတ်ပြမယ်ပတ်တိတစ်လုံးဟိုမကျော်ပတ်တိတစ်လုံးပြပေးမှာပေါ့နော်ကဲဟိုပတ်တိတစ်လုံးမပြခင်ကျန်ခဲ့တဲ့ဘက်ကရှင်ကရဲ့မိတ်ဆွေတွေဒါထိတ်သုံးလုံးနဲ့အမြဲရအောင်ဆိုပြီးတော့ဒါလုပ်ပေးခဲ့တယ်နော်အဲ့မှာလဲထိတ်တွေကတော့ကြာလာခဲ့တယ်ထိတ်တွေကြာလာတာဒီမှာတော့6တလုံးတော့ထိတ်မကြတဲ့အပြင်6တလုံးတော့ပျောက်သွားခဲ့တယ်ပေါ့ဗျာအားလုံးလည်းသိကြမှာပါငါထိတ်လေးထိတ်နဲ့ငါထိတ်တော့ကြာခဲ့တယ်အပြီးဝေးလေးလည်းရလိုက်ကြမယ်ထင်ပါတယ်နော်ကဲဟုတ်ပါပြီဒါဆိုလို့ရှိရင်အခုလိုက်ကလည်းမလွှဲရတယ်လွှဲလို့မရတယ်တော်တော်ဆိုးတယ်ဗျလိုက်ကလွှဲလို့မရတော့ဗီဒီယိုလေးနဲ့ပဲရိုက်ပြီးတော့တင်ပေးနေရတာဒီဗီဒီယိုလေးရိုက်ပြီးတင်ပေးပြန်တော့လဲဗျညာဘူးတွေကတင်တာတော့မှပဲမိုးလင်းကိုဘူတွေကလိုင်းပေါ်ရောက်ဖို့တော်တော်ခဲနေလိုင်းတွေအဲ့လောက်ထိစုပ်ဒါမှလည်းဘယ်လိုပဲဖြစ်ဖြစ်ကလူတွေကိုဒီတိုင်းလိုတိုင်လေးလွှင့်ပြီးတော့ပြောကျင်တာပေါ့နော်ဒါမှလည်းလိုင်းရဲ့အခက်အခဲကြောင့်ဘယ်လို့မှပြောလို့မရဘူးပေါ့ဗျာဒီတစ်ပတ်ဆိုရင်လည်းအကုန်လုံးကြားကြမှာပါဂရုတွေကိုဒါ free ဂရုတွေကိုဝင်ပြီးတော့နေကြတဲ့မိတ်ဆွေတွေကတော့ဒါနေတိုက်အသေးကဏ္ဍနဲ့မတော်ကဏ္ဍလေးတွေတင်ပေးရမှာနော်ဒီတစ်ပတ်ဆိုလို့ရှိရင်3-4ချိန်တော့ရကြမှာပါနော်ဒါမှလည်းမိတ်ဆွေတွေကတော့ရကြတယ်လို့အတန်တော့မကြားဘူးဗျအဲ့တော့တင်ရတာလည်းနည်းနည်းအားတော့မရှိဘူးမရှိတဲ့အတွက်ဒီတစ်ပတ်ကိုနေတိုက်ကလေးတင်ဖို့တော့အောင်ပါပဲတော်တော်လေးကိုစိတ်ပါနေတယ်ဗျဘာလို့ဆရာတွေရဲ့ကိုလူတွေရဲ့ကောမန့်လေးတွေမှာမျိုးရရင်ရတယ်ဆိုတဲ့အကြောင်းလေးနည်းနည်းသိကျင်တာပေါ့ဗျာဒါဆိုတော့လေဆရာကြီးအနေနဲ့ရှားဖွေရတာအားတွေရှိတာပေါ့ရတယ်ဆိုလို့ရှိရင် PD လေးတွေဖြစ်ရတာပေါ့ဗျာကြံခဲ့တဲ့ပွဲရလဲသူ့ဘောပွဲကတနေ့နဲ့အင်္ဂါ2ရက်တည်းထွက်ထားတာဆိုတော့ခဏလေးရတယ်တော်တော်ရှားဖွေရခက်တယ်ဗျတပတ်လုံးမဟုတ်တဲ့အတွက်ကဒါပေမဲ့လဲသူ့အနေနဲ့သူဖော်တဲ့ formula တွေနဲ့ဆိုရင်တော့ဒါရတဲ့လူလည်းရကြတာပေါ့ဗျာကဲအဲ့ဒီမှာရှာနေတော့ဒီတစ်ပတ်စိတ်မကောင်းစရာတွေတော့ဖြစ်သွားကြတယ်ဗျာဘာဖြစ်လို့လဲဆိုတော့ဒီတစ်ပတ်ကဆရာရဲ့ကတ်တွေမှာကတ်ဒီဘရိတ်ကတ်နဲ့3လုံးကိုတကတ်ပေါ့နော်ဒီနှစ်ကတ်ပဲမှန်ခဲ့တယ်က5ကတ်ထုတ်တယ်2ကတ်ထဲမှန်ခဲ့တဲ့အတွက်ကိုလူတွေတော့ကြိုက်ပြီးသုံးကြတဲ့မိတ်ဆွေတွေကတော့အတော်လေးစိတ်ပါသွားကြမလားတော့မသိဘူးဗျာနော်တချို့တွေကြတော့လေလာယူတယ်ဗျယူပြီးတော့တပတ်စာမွေးရပါမယ်နော်တပတ်စာမွေးရပါမယ်ဆိုပြောထားတဲ့တားလေးနဲ့လာတော့ယူကြတယ်ယူပြီးတော့ပုတ်ထူးမကြော်သေးဘူးဗျာပုတ်ထူးမကြော်သေးဘူးလာမေးကြတယ်ကထွက်ပါအောင်မလား
ဖြစ်နိုင်မှာတော့မလားဒါမျိုးတွေလာမေးကြတယ်ရှားအနေနဲ့ရလဲများနဲ့လှုပ်လှုပ်ရတဲ့ခါကျတော့အချိန်ပြည့်လိုင်းပေါ်မှာမရှိနိုင်ဘူးနော်ဟိုတမျိုးကြီးဖြစ်နေတဲ့အတွက်ဖြေလည်းမဖြေနိုင်ဘူးပေါ့ချုပ်ဖြေတဲ့လူလည်းဖြေလိုက်တာပေါ့အဲ့ဒီမှာကံမကောင်းစွာနဲ့ပဲသူတို့တွေဒီတကယ်အကတ်ကိုယူထားကြပြီးတော့ထွက်လာအောင်သူတို့တွေမရကြဘူးဘာလို့ဆိုတော့ဇွဲတွေလည်းလိုတာပေါ့ဗျာတောင်ကစားအနေနဲ့ဆွဲရတာတော့နိုင်မနိုင်ရှုံးပေါ့ဗျာဒီနဲ့လမ်းမရှိတာပါလားနော်ဆရာတွေကလည်းဆရာတွေအနေနဲ့လည်းဒါတွေကအမြဲတမ်းထွက်နေပါမယ်လို့လည်းဘယ်ဆရာမှအာမခံလို့တော့မရဘူးနော်အမြဲတမ်းလည်းမှားနေပါမယ်လို့လည်းဘယ်ဆရာမှမရှိပါဘူးဒီလိုပဲလုပ်ကြရတာပဲနော်ဆရာတို့လည်းဒီချိန်ကတော့ပြောရမယ်ဆိုရင်တော့နော်တပည့်ဆိုတာတဲ့ဆရာဆိုတာဒီချိန်ကတပည့်လေးပါပဲတဲ့အဲ့လိုပါပဲဆရာတို့လည်းဒီချိန်ကတပည့်လေးတစ်ယောက်ပါပဲဒါပေမဲ့လည်းဆရာရဲ့နီးယူဆရာရဲ့အမျိုးတော့နီးကိုယူပြီးတော့ကိုညံနဲ့ပေါင်းဆက်ပြီးတော့မှဆရာဆိုတာဒါကိုလည်းကိုဆရာလို့ခံယူထားတာပေါ့နော်ဒါပေမဲ့လည်းဘယ်သူမှတော့တဲ့ကြီးတော့မရဘူးပေါ့ဗျာစက္ကန့်ကြီးလည်းမဟုတ်ဘူးဒါကြောင့်မို့ကောင်းဆုံးဖြစ်နိုင်မဲ့ကနန်းကောင်းဆုံးဖြစ်နိုင်မဲ့အခွေးဒါလေးတွေကိုတိကျမရွေးထုတ်ပြီးတော့နော်ပေးရတဲ့အခါကျတော့မားတဲ့အခါလည်းမှားမယ်မှန်တဲ့အခါလည်းမှန်မယ်ပေါ့ဒီပေါ်မှာကိုဟာနဲ့ကိုယူပြီးရင်ချင်းပြီးတော့ကစားကြပေါ့ဗျာနော်အမှတချို့ကြတော့လဲဖရီဂရုမှာဆိုပြီးတော့အကုန်လုံးတော့လာကြတယ်ဗျဖရီဂရုဆိုတော့အခွင့်အရေးရချို့ကြတော့လဲဆရာရဲ့ကတ်တွေကိုမယူပါဘူးယူမသုံးနေတဲ့ကလေးတွေကိုပဲကြည့်ပြီးတော့သုံးတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ပါဆရာရဲ့ကတ်မယူလို့ပြောတာလည်းမဟုတ်မယူရင်နေပါဆရာဒီအတတ်နိုင်ဆုံးဖရီဂရုဆိုပေမဲ့နေ့တိုင်းအကောင်းဆုံးသောကဏ္ဍလေးတွေကိုရွေးချယ်ပြီးတော့ဒါတင်ပေးနေတဲ့ခါကျတော့နော်ဒါကိုမိတို့လည်းကြိုက်နှစ်သက်မယ်ဆိုရင်လိုက်ပြီးတော့ဒါကစားကြပါတော့နော်ကဲဟုတ်ပါပြီဒါဆိုလို့ရှိရင်ဘူကနယ်လေးကိုမသွားခင်ပတ်တိလေးတစ်လုံးပတ်တိကလေးတစ်လုံးမသွားခင်ဒါထိတ်တချို့ကြတော့အခုမှဝင်လာတဲ့လူရှိမှာပေါ့ဗျာအခုမှကြီးပြတဲ့ဘူရီကိုအခုမှကြီးပြတဲ့လူလည်းရှိမယ်နော်အဲ့တော့နမူနာနဲ့အဖြစ်ဒါပြလိုက်မယ်နော်တပွဲနှစ်ပွဲလောက်ပြလိုက်လို့ရှိရင်တော့ဒါကိုညံနဲ့ကြည့်ပြီးတော့ဒီဘူရီလေးကိုကြည့်ပြီးတော့လဲထိုးလို့ရမှာပေါ့ကဲဟုတ်ပြီထိတ်သုံးလုံးကဘယ်လိုယူထားတာလဲဆိုရင်နော်ဒီကပဲပြလိုက်တော့မယ်နော်ထိတ်သုံးလုံးဘယ်လိုယူထားလဲဆိုတော့ဒီခွန်ရဲ့ဒီတုံညရဲ့ပေါင်းချင်းခွန်ဆိုလို့ရှိရင်သူ့ထက်ကြီးရသည်8ခွန်နဲ့ကြီးရသည်8နဲ့ကြီးရသည်9ခွန်8 9ဆိုတာဒီတဲ့ထိတ်ပါရတယ်နော်သူရဲ့အောက်ပွဲမှာခွန်8 9သည်ထိတ်ဒီသုံးလုံးကတော့ဘလို့မှလွတ်မထွက်မသွားဘူးပေါ့နော်ဒီဥစ္စာနဲ့ဒီကဏ္ဍသုံးလုံးထိတ်ကိုလည်းယူပြီးတော့ကိုပန်းနေတယ်လို့ဆော့မယ်ဆိုလို့ရှိရင်သူလည်းရှုံးနေတော့မရှိနိုင်ဘူးနော်အမျက်တအားကြီးမရတော့မှပဲအရှုံးဆိုတော့မရှိတော့ဘူးလို့ထင်တယ်။ဘာလို့ဒီပေါ်မှာလဲကိုယ့်ရဲ့လောဘမှာလည်းမူတည်ရအောင်ဗျာ။အခုဆိုတော့ခွန်ရှိကိုဆိုတဲ့ထိတ်ခွန်ရှိကိုထိတ်သုံးလုံးပေါ့ထိုးမယ်ဆိုရင်တော့အကွက်30ပေါ့။အကွက်30ကိုထိုးလို့ရှိရင်ပထမတစ်ချိန်ထိုးမယ်ဒုတိယတစ်ချိန်ထိုးမယ်မထွက်လာခဲ့ဘူးဒုတိယနေ့မှထိုးမယ်ဒါမျိုးတွေပေါ့လေကိုယ့်ရဲ့ငွေမောင်းနဲ့ချိန်ပြီးတော့မဖြစ်မနေထွက်ရမယ်ဖြစ်တဲ့အတွက်သူကတော့ဇာတိုးလိုက်ရမယ်ကဏ္ဍပေါ့ဗျာဇာတိုးလိုက်ရမယ်ချိန်သည်ဘယ်လိုပဲဖြစ်ဖြစ်ပျောက်ခဲ့သည်
3လုံးက2လုံးပြောက်သွားအောင်များတစ်လုံးကတော့ဘယ်လိုဖြစ်ဖြစ်ဒါအမြဲပေါ်နေတဲ့ကဏ္ဍဆိုတော့ဒါကိုဇာတို့နဲ့လိုက်လို့ရှင်တော့ကိုလူတွေမရှုံးနိုင်ဘူးလို့ထင်ပါတယ်နော်ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှင်ကြည့်လိုက်မယ်ဒီမှာဒီခွန်ရ3ညရဲ့ပေါင်းခြင်းဒီခွန်ဆိုတော့ခွန်နဲ့ကြီးတာဒီ8နဲ့ကြီးတာဒီ9ခွန်8 9ဆိုတဲ့ကဏ္ဍဒီတဲ့ထိတ်ပါတဲ့နော်သူရဲ့အောက်ဘက်မှာထိတ်ထွက်ရမယ်တဲ့အဲ့လိုပဲထိတ်ထွက်တယ်လို့ပဲသူဒီလဲတဲ့ခွန်8 9ဒီလဲတဲ့အခွေပြီးတော့လည်းထွက်တတ်ပါတယ်တဲ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကြည့်မယ်အောက်ဘက်မှာဘာကြီးထွက်လဲဒီနေ့နာနေမှာခွန်ထိတ်မထွက်ဘူးခွန်8 9ထိတ်ဆိုတော့85ဆိုပြီး8ထိတ်ကြာပြီဗျာအမဒီချိန်မှာဟုတ်ပြီဒီချိန်လွတ်တော့ပထမဦးဆုံးတစ်ချိန်မှာမနေ့ပိုင်းမှာလွတ်တယ်ထား1000မို့ထိုးမယ်ဗျာ3000ဟုတ်ပြီညနေကို2000မို့ထိုးမယ်6000 6000နဲ့3000နဲ့ဆို9000များ9000ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်အခုဒီမှာထွက်ပြီးဖြစ်တဲ့အတွက်2000မို့ပေါက်မယ်ဆိုရင်6000တော့ရမယ်ဒါဆိုရင်9000မြတ်ပြီပေါ့နော်ဒီလိုပဲအဲ့ပေါ်မှာလဲဒါဆရာရဲ့နေ့တိုက်ကလေးတွေမြက်တင်ပေးနေတဲ့အတွက်နေ့တိုက်မှာလဲဘာတွေတတ်ထားတယ်ဘာတွေအားကောင်းတယ်ဆိုတော့လဲကြည့်ပြီးတော့တင်ကွက်ကလေးတင်ထိုးနိုင်မယ်ဆိုရင်တော့ပိုကောင်းတာပါဗျာနော်ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီမှာအခွေရောခွေသလားဆိုရင်ခွန်8 9ဆိုတဲ့ခွေဒီခွန်8ဆိုပြီးတော့ဒီမှာခွေသွားတယ်ပေါ့နော်ကဲဟုတ်ပြီအဲ့မှာကြည့်မယ်ဆိုရင်ခွန်8 9ဒီ8ထိပ်လို့တနင်္လာနေ့မှာကြားတယ်အင်္ဂါနေ့မကြားဘူးဗုဒ္ဓနေ့မကြားဘဲနဲ့ကြာသပတေးနေ့မှာ6ထိပ်ကြားတယ်ညနေပိုင်းမှာခွန်ထိပ်ပြန်ကြားတယ်တောက်ကြနေ့မှာ6ထိပ်ကြားတယ်နော်ခွန်8 9ဆိုတဲ့3လုံးစလုံးထိပ်ကဆွဲတယ်ပေါ့နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်အောက်ပွဲကိုဆက်ကြည့်မယ်ဒီ1ကဒီ8ကပေါင်းခြင်းဒီ9တဲ့9ဆိုတော့ဒီ9ရယ်9တဲ့ကြည့်တာဒီ3ည3ညနဲ့ကြည့်ရသည်1ဆိုတော့9 3ည1ဒီထိတ်ခွေပါတဲ့နော်အောက်ပွဲမှာထိတ်ခွေပါဆိုတော့အောက်ပွဲမှာ2ရက်ထက်ရှိတယ်နော်2ရက်ထက်ဆိုတော့ဒီ2ရက်ထဲမှာလဲထွက်လာဆိုလို့ရှိရင်9 3ည1ဆိုတာ9ထိတ်မထွက်ဘူး3ညထိတ်ကထွက်တယ်1ထိတ်မထွက်ဘူးအဲ့ဒီတိုင်းမဲ့အခွေမှာလဲ3ည1ဆိုပြီးတော့ခွေသွားတယ်နော်ဒါဆိုရင်ဟုတ်ပြီသူကတနင်္လာနဲ့အင်္ဂါ2ရက်မှာယူတဲ့ကဏ္ဍဖြစ်တဲ့အတွက်ဒီမှာဒီဗုဒ္ဓကြာတာပြီးတောက်ကြစပေါ်ပွဲ3ရက်ဖြစ်တယ်တနင်္လာအင်္ဂါ2ရက်ထွက်ထားပြီမဲ့ကိုယူတဲ့မူစိုက်တည်တဲ့ဖော်မြူလာဒီလဲတနင်္လာအင်္ဂါ2ရက်ရှိနေတဲ့အတွက်သူ့ကိုဆက်ယူလို့ရမယ်နော်ဒါဆိုရင်1က3ရက်ပေါင်းတော့4ဆိုလို့ရှိရင်4ရဲ့ကြီးတာဒီ9ထက်ကြီးတာဒီ6 4 5 6ဆိုတဲ့ကဏ္ဍဒီတဲ့ထိတ်ခွေပါတဲ့အောက်ပွဲမှာနော်ထိတ်ခွေပါဆိုတော့ဘာတွေကြားခဲ့လဲအောက်မှာ9ထိတ်ဆိုပြီးတနင်္လာနေ့မှာကြားတယ်အင်္ဂါနေ့မှာလည်း9ထိတ်ဆိုပြီးဆက်ကြားတယ်ဗုဒ္ဓနေ့မှာမကြားဘူးကြာသပတေးနေ့မှာမကြားဘူးတောက်ကြနေ့ကြတော့4ထိတ်ကြားတယ်အဲ့ဒီမှာ4 5ဆိုပြီးတော့ခွေတယ်နော်ဒီတစ်ပတ်မှာ4 5 6ခွေနေကြားကြတယ်နော်ဒါဆရာကတ်ကလည်းတိုက်ဆိုင်မှုရှိတယ်ပေါ့နော်ဆရာကတ်ကလည်း4 5 6ဖြစ်နေတဲ့အတွက်ဒီမှာလည်း4 5 6ကကြာနေတယ်ဆရာအခွေကတ်မှာလည်း4 5 6ဖြစ်နေတဲ့အတွက်ဒီကတ်နှစ်ခုကတော့တော်တော်လေးအဆင်ပြေတယ်ဗျအဲ့ဒီပေါ်မှာတစ်ခုတော့ရှိတယ်ဆရာတွေနဲ့ကတ်တွေထုတ်ပေးထားတဲ့အခါကျတော့ဆရာဒီကနန်းလာပြီးတော့ကတ်လာပြီးဆရာရှိမှတောင်းတဲ့အခါကျရင်ဆရာအနေနဲ့ကတ်ကိုရွေးပေးလို့တော့မရှိဘူးဗျဘာဖြစ်လို့လဲဆိုတော့ကိုယ့်ရဲ့ကတ်တွေဒီအားလုံးအကုန်လုံးထွက်ရမယ်ဆိုတော့အကောင်းဆုံးကတ်တွေကိုထုတ်ထားတဲ့အတွက်ဒါဆရာတော့ရွေးပေးမှာမဟုတ်ဘူးနော်အခုကျွန်တော်ရဲ့မိတ်ဆွေတွေကနေပြီးတော့လာပြီးတော့ကိုကတ်ကလေးကိုပြပြီးတော့ယူလို့ရှိရင်မိမိတို့ရဲ့ကန်နဲ့ဆရာရဲ့ကန်နဲ့လာပြီးတိုက်ဆိုင်မှုရှိရင်ဒီကတ်ကကျင်းတွေမဖြစ်မနေထွက်ရမယ်လို့နော်တချို့ကြတော့အကန်မပါတဲ့လူတွေများအခုတစ်ပတ်ဒီ4 5 6ဆိုတဲ့အခွေလေးကိုတကယ်ကောင်းတဲ့ခွေလေးထွက်မဲ့ခွေလေးကိုယူထားမိရတော့မှသူတို့မှကံမရှိတဲ့အတွက်စောပဲနားလိုက်ကြတယ်စောပဲနားလိုက်တော့မရတော့ဘူးပေါ့ဗျာ4 5ဆိုပြီးတော့သူကတောက်ကြနေမှလာပြီးတော့ထွက်သွားတဲ့အတွက်နော်တချို့ကြတော့လဲဒါကတ်ယူတာလွဲတော့မထွက်ဘူးပေါ့ဗျာကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဆက်ကြည့်မယ်အခုလာမယ့်ပွဲအတွက်ပေါ့နော်လာမယ့်ပွဲဆိုရင်ဒီ9ရဲ့ပေါင်းခြင်းသည်3ညဆိုတော့3ညနဲ့ကြီးရသည်1နဲ့ကြီးရသည်2 3ည1နဲ့ဆိုတော့ထိတ်ခွေပါတဲ့နော်
ခုလာမယ်မနက်ဖြန်ကိုစပြီးတော့ကစားရမယ်တနေ့နာနေ့ကနေစပြီးတော့3-1-2ဆိုတဲ့ကဏ္ဍလေး3လုံးဒီ3လုံးသလုံးပဲထိတ်လာမလားဒါမှမဟုတ်ဘယ်လုံးတွေကြံမလဲခွေပြီးတော့ထွက်မလားဆိုတာစောင့်ကြည့်ရမှာပါဗျာဒါလေးတွေကိုပြထားရင်ကိုယ့်အကူနောက်ပိုင်းကြရင်ကလင်နာလေးတွေကိုပြန်စစ်ပြီးတော့ဘယ်လိုဆိုပြီးတော့ကိုယ့်အကူခံမှန်းပြီးတော့ထိုးလို့ရအောင်လို့ဒါပြောပေးတာပါနော်ကဲဟုတ်ပြီအဲ့ဒီမှာဟူးမကျော်ပတ်တီပေါ့ဗျာပတ်တီကြိုက်တဲ့လူတချို့ကြတော့လဲပတ်တီဖြစ်နေတော့ပတ်တီအတွက်ဒါပုတ်ဟူးမကျော်ပေါ့ဗျာ3ရက်မကျော်ပတ်တီအဲ့မှာလဲဒါအမှားမှန်တော့လက်ခံနိုင်ရမှာပေါ့များသောအားဖြင့်ခဏတစ်ခုကအထွက်များတယ်ဆိုလို့ရှိရင်တော့ယူရမှာပေါ့ဗျာဒီထဲမှာလဲတောက်လျှောက်မပြတ်ဘူးလားဆိုတော့ပြတ်ပွဲတွေရှိပါတယ်အားလုံးကစောင့်ကြည့်လိုက်ကြအောင်နော်ပတ်တီးဒီဗုဒ္ဓနေ့သူကတော့ဗုဒ္ဓနေ့ပွဲတွေပဲယူမယ်နော်ဗုဒ္ဓနေ့မှာမထွက်ဘူးဆိုလို့ရှိရင်တော့မယူဘူးပေါ့နော်ဒါဆိုဟုတ်ပြီဒီမှာဗုဒ္ဓနေ့မှာတဲ့မနေ့ပိုင်း3ခွန်ညနေပိုင်းရှစ်တဲ့3ခွန်နဲ့ရှစ်နဲ့ဆိုတော့လဲနှလုံးပေါင်းရင်းဒီတဲ့ခွန်နဲ့ရှစ်နဲ့ပေါင်းတော့9ရဲ့နက်ခတ်ဒီ3နဲ့3ပတ်တီးဒီအောက်မှာဟူးမကျော်ပါတဲ့ဟူးမကျော်ပတ်တီးပါတဲ့ဆိုတော့တင်းနေနာမှာမထွက်အင်္ဂါမှာမထွက်ဖက်နဲ့ဗုဒ္ဓနေ့မှာ3ဆိုပြီးတော့ပတ်တီးရထွက်တယ်နော်ဒါဆိုလို့ရှင်ဟုတ်ပြီအောက်ပွဲကိုဆက်ကြည့်မယ်3နဲ့9နှစ်ဆိုတော့3ရဲ့9ရဲ့ပေါင်းရင်းဒီ2ရဲ့နက်ခတ်ဒီ4ဒီတဲ့အောက်မှာဗုဒ္ဓမကျော်ပါတဲ့ဆိုတော့အင်္ဂါနေ့မှာ4ဆိုတာထွက်တယ်ဟုတ်ပြီအောက်ဘက်ကိုဆက်ကြည့်မယ်ဆိုဒီ9နဲ့ဒီ9နဲ့ပေါင်းရင်းဒီ4ရဲ့နက်ခတ်ဒီ2တဲ့2ဆိုတော့ဗုဒ္ဓမကျော်ဒီ2တဲ့ဆိုတော့တနေ့နာအင်္ဂါမှာမထွက်ဖက်နဲ့ဗုဒ္ဓနေ့မှာ3-2ဆိုပြီးထွက်တယ်ဒါဆိုဒီ2နဲ့ဒီ3နဲ့ပေါင်းရင်းဒီ2ပဲတဲ့2ဆိုတော့2ရဲ့နက်ခတ်ဒီ4တဲ့4ဒီတဲ့အောက်ပွဲမှာတဲ့ဟူးမကျော်ပါဘူးတဲ့ဆိုတော့သူကတနေ့နာနေ့ရောအင်္ဂါနေ့မှာပါဆက်ထက်သွားတယ်နော်ဒါဆိုလို့ရှိရင်ဒီပွဲကိုဆက်ကြည့်မယ်ဆိုရင်ဒီ9နဲ့ဒီ3နဲ့ပေါင်းရင်းဒီ9နဲ့ဒီ3နဲ့ပေါင်းရင်းဒီ3ပါတဲ့3ရဲ့နက်ခတ်ဒီသူကတော့ဒဲကိုမယူတာမဟုတ်ဘူးနော်နက်ခတ်ကိုပဲယူတာဒီ3နဲ့3နဲ့ပေါင်းရင်းဒီ3နဲ့3ရဲ့နက်ခတ်ဒီ9ပါတဲ့9ဆိုတော့9ဒီတဲ့ဗုဒ္ဓမကျော်ပါဘူးလေဆိုတော့ဒီမှာသူ့ရဲ့ပွဲမှာ9ဆိုပြီးတော့ပုတ်ထွက်တယ်နော်ဒါဆိုဗုဒ္ဓနေ့မှာတဲ့3ခွန်2ခွန်ဆိုတော့ခွန်နဲ့2နဲ့ပေါင်းရင်ဒီ9တဲ့9ရဲ့နက်ခတ်ဒီ6တဲ့6ဒီဗုဒ္ဓမကျော်ပါဘူးလေဆိုတော့တနေ့နာနေ့မှာစပေါ်ပဲရှိတယ်ဒါမှလည်းအင်္ဂါနေ့မှာ6လေးဆိုပြီးတော့ထွက်သွားတယ်နော်အဲ့မှာတတိထားမှာဆရာအနေနဲ့ပြခြင်းလို့ပြနေတယ်တော့မဟုတ်ပါဘူးနော်ဒီဟာတွေကိုတတိထားမယ်ခဏန်းနေဘယ်နှကြိမ်မှန်ပြီးတော့ဘယ်နှပွဲပြတ်တတ်တယ်လဲဘယ်လိုတွေကြတ်တတ်တယ်လဲဆိုတာလေးကိုတစ်ချက်နည်းနည်းကြည့်ကြပါဗျာနော်ဒီချို့ကြလဲဟူးမကျော်ပတ်သီးဆိုပြီးတော့ဟူးမကျော်တောက်လျှောက်ထိုးပြီးတော့ဟူးလဲကြော်သွားရောစိတ်ပြက်လက်ပြက်နဲ့ကွဲပြီးဆိုပြီးတော့ပလက်လန်သွားတဲ့လူတွေလည်းရှိတယ်ဒီပေါ်မှာဒါခွင်လေးတွေပြလိုက်တဲ့ခါကျတော့ဘယ်လိုလုံနိုင်တော့တို့ဘယ်လိုရနိုင်တယ်ဆိုတာလေးတွေတစ်ချက်ပေါ့နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒီပွဲမှာဗုဒ္ဓနေ့ရှိရတဲ့9နဲ့4နဲ့ပေါင်းရင်းဒီ9ဆိုတော့9ရဲ့နက်ခတ်တည်း6ပါတဲ့6ဆိုတော့အောက်ပွဲမှာတနင်္လာမှာရောအင်္ဂါမှာရောဗုဒ္ဓမှာရောသူကတော့6မြူးတဲ့အတွက်နော်ဟူးမကျော်ပတ်တီးဒီ3ချိန်လုံးစက်တိုက်ကျသွားတယ်ကျတော့ဒီပွဲမှာဆက်ကြည့်မယ်ဆို6ရဲ့ခွန်ရဲ့ပေါင်းရင်းဒီ3ပါတဲ့3ဆိုတော့3ရဲ့နက်ခတ်ဒီ9တဲ့9ဆိုတော့အောက်ပွဲမှာဒီတနင်္လာဗုဒ္ဓဒီမဟုတ်တနင်္လာအင်္ဂါဒီစပေါ်ပွဲဖြစ်နေတဲ့အတွက်သူကတော့ဗုဒ္ဓနေ့မှာ9ဆိုတဲ့ကဏ္ဍကိုမထွက်ဖက်နဲ့သူကတောက်ကြနေ့မှာပတ်တီးဒီ9လို့ထွက်တယ်နော်တစ်ချက်နည်းနည်းစဉ်းစားဖို့နော်ဒါဆိုဟုတ်ပြီဟူးမကျော်ပတ်တီးဒီရဲ့ဒီပွဲမှာထုတ်လို့ရမလားဆိုဒီပွဲမှာဗုဒ္ဓနေ့မပြတ်တဲ့အတွက်ထုတ်လို့ရတယ်နော်ဒီတက်ကဒီတော့ပေါင်းတော့4ရဲ့နှက်ကဒီ2ပါတဲ့ဆိုတော့အောက်ပွဲမှာဒီတင်းနေတာအင်္ဂါမှာမထွက်ဖက်နဲ့ဗုဒ္ဓနေ့မှာ2ခွန်ဆိုပြီးတော့ဒါမနေ့ပိုင်းမှာကြားတယ်ပေါ့နော်ဒါလေးတွေပြနေအခြားတော့မဟုတ်နော်အားလုံးရဲ့ကိုမတွေဒါလေးတွေကိုသတိထားဖို့ပါတင်းနေတာမှာမထွက်ဘူးအင်္ဂါမှာမထွက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဗုဒ္ဓနေ့မှာဒီကဏ္ဍကိုတင်လုံးအနေနဲ့ထိုးရတော့မှာပါဗျာတကယ်လို့တင်လုံးအနေနဲ့ဒီဗုဒ္ဓနေ့မှာထိုးရမယ်ထိုးလို့မှမထွက်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကြာသာပေနေ့မှာတော့တစ်ချက်ကိုအမျက်မရတော့မှထိုးရင်းလေးပြင်ရအောင်ထိုးရမှာပါဗျာနော်အဲ့ဒါမှကြာသာလေးနေ့မှာမထွက်ဘူးဆိုလို့ရှိရင်တော့တောက်ကြနေမထိုးတော့ဘူးပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီခွန်နဲ့3နဲ့ပေါင်းရင်းဒီ3ညရဲ့နက်ခတ်ဒီခွန်ပါတယ်ဆိုတော့ဒီပွဲမှာကြည့်မယ်ဆိုရင်သူ
သူလည်းတနင်္လာနေ့မှာရင်ပဲပေးသွားတယ်နော်ဒါဆိုလို့ရှိရင်ねဒီဗုဒ္ဓနေ့မှာပါရဆိုတော့တစ်ကက်3ရဲ့ပေါင်းတော့4တဲ့4ဆိုတော့4ရဲ့နှက်ခတ်ဒီ2ပါတဲ့2ဆိုတော့အောက်မှာတနင်္လာအင်္ဂါဟောလာပြီးဒီမှာဗုဒ္ဓနေ့မထွက်ဘူးဆိုတော့ကျွန်တော်ကိုမတွေကဒါဆိုလို့ရှိရင်ဖုံးမကျော်ပတ်သေးသည်6ချိန်ထိုးတော့ဒါဖုံးမကျော်ပတ်သေးရဲ့မထွက်တော့ဘူးပေါ့ဗျာဒါဆိုလို့ရှိရင်တော့အကုန်ပလက်လမ်းပြီးတော့အရှုံးပေးသွားလိမ့်မယ်အဲ့လိုမပေးရအောင်သူ့ရဲ့အောက်ပွဲမှာသူဒီတနင်္လာနေ့မှာနှစ်ဆိုပြီးလာကြခဲ့တယ်နော်ဒါဆိုလို့ရှိရင်ကိုကအမျက်မရတော့မှပဲအရင်လေးပြန်ရအောင်ဒီကြာသာပတိနေ့မှာလာကာဖို့ပြောတာပေါ့နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒီခွန်ရတက်ကပေါင်းတော့ရှေ့ရဲ့နှက်ခတ်ဒီတစ်ပါတယ်ဆိုတော့အောက်ပွဲမှာဒီတနင်္လာမို့အင်္ဂါမှာရှေ့ရဲ့နှက်ခတ်ဒီတစ်ဆိုတော့တနင်္လာနဲ့အင်္ဂါမှာတစ်ဆိုပြီးတော့တစ်ချက်ပြန်ကြနေကြတယ်ဒီအောက်ပွဲမှာလည်းခွန်ရ9ရဲ့ပေါင်းခြင်းဒီ2ရဲ့နှက်ခတ်ဒီ4ဆိုတော့အောက်ပွဲမှာကြည့်မယ်ဆိုတော့တနင်္လာအင်္ဂါဗုဒ္ဓကျွန်တော်ထိုးချကုန်ပြီဒါပေမဲ့ကြာသာပတိနေ့မှာတော့ကျွန်တော်တို့ကထိုးရင်လေးပြန်ရအောင်အတင်းလိုက်မယ်ဒါပေမဲ့ဒီမှာမထွက်တော့ဘူးနော်မထွက်တဲ့အတွက်ဒီဘက်မှာဒီတပွဲပြက်ပြီဒါဆိုလို့ရှိရင်ဟုတ်ပြီပြက်စစ်ကြည့်မယ်ဆိုလို့ရှိရင်တပွဲ2ပွဲ3ပွဲ4ပွဲ5ပွဲ6ပွဲ9ပွဲ10ပွဲ9ပွဲ10ပွဲ11 12 13မှာတော့တပင်ပြက်ပြီပေါ့ဗျာဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့အကူမတွေလက်ခံနိုင်မလားပေါ့ဗျာလက်ခံနိုင်မယ်ဆိုလို့ရှိရင်တော့ဒီပတ်တီးလေးကိုယူသုံးလို့ရတယ်ပေါ့ဒါမှလက်မခံနိုင်ဘူးကွာ15ပင်မှတပင်ပြတ်သွားပြီလက်မခံနိုင်ဘူးဆိုလို့ရှိရင်ဒါကိုယ့်ရဲ့သဘောပေါ့နော်ကြိုက်ရှင်လဲယူကစားလို့ရတယ်ပေါ့ဒါဆိုလို့ရှိရင်ဟုတ်ပြီဒီဘွဲကပြတ်သွားပြီဒါဆိုရင်ဆက်ကြည့်မယ်ဒီ9နဲ့9နဲ့ပေါင်းရင်ဒီ4ရဲ့နှက်ခတ်ဒီ2ပါတဲ့ဆိုတော့2ဒီတနင်္လာအင်္ဂါမှာမကြဘူးဗုဒ္ဓနေ့မှာ2 5ဆိုကြပြီဒါဆို9နဲ့1နဲ့ပေါင်းရင်ဒီ6ရဲ့နှက်ခတ်ဒီ9ပါတဲ့9ဆိုတော့ဒီဘွဲမှာရောကြည့်မယ်ဒီဘွဲမှာလည်းကြည့်မယ်ဆိုတော့တနင်္လာအင်္ဂါဗုဒ္ဓ3ရက်သူလည်းမကြခဲ့ပြန်ဘူးနော်မကြခဲ့တော့ခုနကပြောသလိုပဲဒီဟုနေ့မှာမကြရင်ကြာသာပတိနေ့တနေ့တော့လိုက်ပြီးတော့ထိုးရင်းလေးကြည့်အောင်လိုက်ထိုးကြည့်ရမယ်နော်ရှော့ပြီးတော့ထိုးရမှာပေါ့ဗျာဒါဆိုဇာတိုးနဲ့တင်လို့တော့မဖြစ်တော့ဘူးပေါ့နော်ပျောက်မယ်ဆိုရင်လည်းသူကပျောက်တတ်သွားတာကိုရှေ့မှာတစ်ချိန်ပျောက်ထားပြီးဖြစ်တဲ့အတွက်ဒါဆိုရင်ကြည့်မယ်ဆိုတော့ကြာသာပတိနေ့မှာသူကညနေပိုင်းမှာ6-6ဆိုပြီးတော့ထွက်တယ်တဲ့ဆိုတော့ပတ်သီးဒီဖူးမကျော်ပတ်သီးကမပျောက်ခဲ့ဘူးလို့ပဲဆိုရမှာပေါ့ဗျာနော်ဒါဆိုလို့ချင်းဟုတ်ပြီဒီဘွဲကိုဆက်ကြည့်မယ်4နဲ့3နဲ့ပေါင်းရင်ဒီခွန်ရဲ့နှက်ခတ်ဒီ3ညပါတဲ့3ညပါဆိုတော့တနင်္လာမှာရင်3ညထွက်ပြီအင်္ဂါမှာရင်3ညထွက်ပြီနော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီအောက်ဘွဲကိုဆက်ကြည့်မယ်ဆိုရင်8နဲ့2နဲ့ပေါင်းရင်ဒီ3ညရဲ့နှက်ခတ်ဒီခွန်ပါတယ်ဆိုတော့ဒီဘွဲမှာကြည့်မယ်ဆိုရင်သူကတနင်္လာနေ့စပေါ်ဘွဲရှိတယ်အင်္ဂါဗုဒ္ဓထွက်တယ်ဒါပေမဲ့ခွန်ပါမလာဘူးသို့တော့ကြာသာပတိနေ့မှာခွန်ဒီထွက်လာခဲ့တယ်နော်ဒါဆိုဟုတ်ပြီဒီဘွဲမှာဆက်ကြည့်မယ်4နဲ့9နဲ့ပေါင်းရင်ဒီ3ဆိုတော့3ရဲ့နှက်ခတ်ဒီ9တဲ့9ဆိုတော့9ဒီသူ့အောင်မှာခွန်5ဆိုပြီးတော့မနက်ကောညဟောနော်ပေးသွားတယ်ဗုဒ္ဓနေ့မှာလည်း9-6ဆိုပြီးထွက်တယ်ဒါဆိုလို့ရှိရင်ဒီမှာကြာသာပတိမှာစပေါ့ဒါပေမဲ့ဗုဒ္ဓနေ့ကိုယူတဲ့အတွက်4နဲ့9နဲ့ပေါင်းရင်ဒီ9ရဲ့နှက်ခတ်ဒီ6ပါတဲ့6ဆိုတော့ကြည့်မယ်ဆိုလို့ရှိရင်အောက်ဘွဲမှာတနင်္လာနေ့မှာ9-6ဆိုပြီးတော့ထွက်တယ်ဟုတ်ပြီဒီဘွဲမှာဆက်ကြည့်မယ်ဆိုရင်1က4ရဲ့ပေါင်းတော့9ရဲ့နှက်ခတ်ဒီ3ပါတဲ့3ဆိုလို့ရှိရင်ဒီမှာကြည့်မယ်ဆိုတော့တနင်္လာအင်္ဂါမှာမထွက်ဘူးဗုဒ္ဓနေ့မှာ38ဆိုပြီးထွက်တယ်နော်ဒါလေးနည်းနည်းတတိထားဖို့ပါနော်အများဆုံးကတနင်္လာအင်္ဂါမှာမထွက်ဘူးဆိုလို့ရှိရင်ဗုဒ္ဓနေ့မှာအများဆုံးပဲချင်းနေ့မှာထွက်တတ်လဲတနင်္လာနဲ့အင်္ဂါမှာမထွက်ဘူးဆိုလို့ရှိရင်ဒီပတ်သီးလေးကိုတစ်လုံးလဲသောပတ်သီးလေးနော်ဒီပတ်သီးလေးကိုအဓိကအားဖြင့်တော့ဒါကြားစိတ်တွေများလာတာတော့ဒီထိတ်မှာပဲအကြာများတယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီစာကိုဆက်ကြည့်မယ်ဆိုရင်8က9ရဲ့ပေါင်းခြင်းဒီခွန်ရဲ့နှက်ခတ်ဒီ3ညတဲ့3ညဆိုတော့တနင်္လာမှာ3ညမထွက်ဘူးအင်္ဂါမှာ3ညထွက်ပြီနော်ဟုတ်ပြီဒါဆိုရင်ဒီဆက်ကြည့်မယ်ဆိုရင်9နဲ့1နဲ့ပေါင်းခြင်းဒီ3ညတဲ့3ညရဲ့နှက်ခတ်ဒီခွန်ဆိုတော့တနင်္လာနေ့မှာနေမယ်ခွန်9လို့ထွက်တယ်ဗုဒ္ဓနေ့မှာမှထပ်ပြီးထပ်သေးတယ်ခွန်3နော်ဟုတ်ပြီဒီ9ရဲ့ဒီခွန်ရဲ့ပေါင်းတော့2ရဲ့နှက်ခတ်ဒီ4တဲ့4ဆိုတော့အောက်ကြည့်မယ်ဆိုရင်တနင်္လာနေ့မှာနေ4-8ဆိုပြီးထွက်တယ်ဒါဆိုရင်ဒီဘွဲမှာဆက်ကြည့်မယ်ဆို9ရဲ့8ကပေါင်းခြင်းဒီခွန်ရဲ့နှက်ခတ်ဒီ3ညပါတဲ့3ညဆိုတော့3ညပတ်သေးသည်တ
တင်းနေတာမှာလည်း90ကျတယ်အင်္ဂါမှာ39ပြန်ကျတယ်80ကျတယ်နော်ပတ်သီးဒီပတ်သီးမြူးပြီပေါ့နော်ဒါဆိုဟုတ်ပြီဒီဘွဲမှာဆက်ကြည့်မယ်ဆိုရင်2နဲ့ပေါင်းရင်ဒီ4ရဲ့နှက်ကဒီ2ပါတဲ့2ဆိုတော့2ပတ်သီးဒီတင်းနေတာတော့အင်္ဂါမှာရောကျတယ်ဒါဆိုဟုတ်ပြီဒီဘွဲမှာတော့ဗုဒ္ဓဟူးနေမရှိတဲ့အတွက်စပေါ်ပွဲဖြစ်နေတဲ့အတွက်ဒီတစ်ပတ်ကိုတော့လွတ်ပြီးပေါ့ဗျာအောက်ဘွဲမှာကတန်းကန်းထိုးမှာပေါ့နော်ဒါဆိုဟုတ်ပြီဒါဆိုလို့ရှိရင်ဒီဘွဲမှာတော့ဗုဒ္ဓဟူးနေထွက်တဲ့အတွက်9နဲ့ပေါင်းရင်ဒီ3ညဆို3ညရဲ့နှက်ကဒီခွန်ပါတယ်ဆိုတော့သူကဘယ်ချိန်မှထွက်လဲအင်္ဂါနေ့မှာတစ်ခွန်ဆိုပြီးလာထွက်တယ်ဒါဆိုဟုတ်ပြီဒီဘွဲမှာဆက်ကြည့်မယ်ဆိုရင်2နဲ့9နဲ့3နဲ့ပေါင်းရင်ဒီ9ရဲ့နှက်ကဒီ3ပါတဲ့3ပါဆိုတော့သူဒီတနင်္လာအင်္ဂါပဲထွက်တယ်ကျန်တဲ့3ဘွဲပြက်တယ်ဒါပေမဲ့လည်းဒီမှာ3ခုဆိုပြီးတော့တနင်္လာနေ့မှထွက်သွားရင်နော်ဒီမှာလည်းဗုဒ္ဓဟူးနေ့မရှိတဲ့အတွက်ယူလို့မရဘူးဒါဆိုလို့ရှိရင်ဒီဘွဲကိုကြည့်ရတော့မှာပေါ့နော်ဒီ9နဲ့2နဲ့ပေါင်းရင်ဒီခွန်ဖြစ်တဲ့အတွက်ခွန်ရဲ့နှက်ခတ်ဒီ3ညပါတဲ့ဆိုတော့3ညပါဆိုတော့ကျွန်တော်တို့မနက်ဖြန်စပြီးတော့ဖွင့်တဲ့အနေရနေစပြီးတော့ဒါဗုဒ္ဓဟူးနေ့ဒီကို3ညတစ်လုံးပတ်သည်ပေါ့နော်3ညတစ်လုံးပတ်သည်ရှိသလိုတဲ့ဒီမူလေးနဲ့ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ3ည1နှစ်ဆိုတဲ့အခွေထိတ်ခွေလေးရှိတယ်နော်အဲ့ဒါလေးကိုသတိထားဖို့နော်ဆရာတို့အနေနဲ့တော့အတတ်နိုင်ဆုံးဒါထုတ်ပြတာအများဆုံးပြက်ပွဲနေတဲ့ຢာလေးတွေကိုဒါထုတ်ပေးထားတာเนาะဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ကိုမတွေကလည်းကလင်ဒါတစ်ခုကိုချပြမယ်ချပြလိုက်လို့ပြက်ပွဲတွေများလာပြီဆိုလို့ရှိရင်ကိုမတွေအနေနဲ့ကလုံးဝမကြိုက်တော့ဘူးမကင်တော့ဘူးဒါပေမဲ့ဆရာတွေအနေနဲ့ကတော့ဘယ်လိုပဲဖြစ်ဖြစ်ပြက်ပွဲတွေဘယ်လောက်ပဲများသူ့ရဲ့အပင်ဆိုင်နဲ့ပြက်တယ်မှန်တယ်ပြက်တယ်ဆိုတဲ့ site ကလေးဆိုလဲဆရာတို့အနေနဲ့ကင်ရတယ်ဘာလို့ဆိုတက်ကနန်းနေနဲ့မိမိတို့တက်လိုက်တဲ့ကနန်းနဲ့ဒီပေါ်မှာချင့်ချိန်ပြီးတော့ဒီကောင်ကအားနေသွားမလားအားကောင်းသွားမလားဒါလေးတွေကိုချိန်ပြီးထုတ်တဲ့အခါကျထုတ်ရတဲ့အတွက်မှားတဲ့အခါလဲမှားတာပေါ့ဗျာနော်အဲ့တော့အမှားမှန်ကိုလက်ခံနိုင်မှဆရာကတ်တွေကိုလည်းလာယူကြပါပေါ့နော်မှားမှန်လက်ခံနိုင်တယ်လို့ဆရာတပတ်စာကတ်ဖြစ်တဲ့အတွက်တပတ်လုံးကိုဒါလိုက်ပြီးထိုးနိုင်မှလဲလာယူကြပါလို့နော်ကတကကနန်းတစ်ခုထုတ်ဖို့ဆိုတာမလွယ်ပါဘူးအခုတစ်ပတ်ဒီဆရာအနေနဲ့လေးလုံးကိုနှစ်ကတ်ပရိနှစ်ကတ်ကလေးလုံးကိုနှစ်ကတ်ကသုံးလုံးကိုနှစ်ကတ်က6ကတ်ထုတ်လိုက်တယ်6ကတ်ထုတ်လိုက်တော့ပုံမှာဒီမှာဒီသူ့ရဲ့အပေါ်ဘွဲဒီ3ဘွဲစပေါ်ကြီးဖြစ်နေတဲ့အတွက်ဒီနှစ်ခုကိုမှမူတည်ပြီးတော့စအနေနဲ့စမ်းထုတ်ကြည့်တာပေါ့နော်နှစ်ဦးလဲနှစ်ဦးဖြစ်တဲ့အတွက်စမ်းပြီးထုတ်6ကတ်စမ်းပြီးထုတ်ကြည့်လိုက်တဲ့အခါမှာဒီတစ်ပတ်မှာ2ကတ်ပဲ3လုံးကိုတစ်ကတ်နဲ့ပရိတစ်ကတ်ပဲမှန်တယ်ကျန်တဲ့4ကိုပြတ်သွားတယ်နော်ဒီပေါ်မှာလဲကျန်တဲ့4ကိုယူပြီးထိုးကြတဲ့အကူမတွေနည်းနည်းရတော့ဘာတစ်ခုမှတော့လာပြောဖို့မရပါဘူးเนาะဆိုဒီကောင်းဒီဘာမှလာမပြောကြပါဘူးအားလုံးလည်းအားနာပါတယ်ရှာအနေနဲ့ကောင်းလို့ရတွေကိုရွေးချယ်ပေးတဲ့အခါကျတော့လွယ်မှာတဲ့အခါလဲရှိမှာပေါ့เนาะဒါကိုတင်ကြီးခံပြီးတော့နားလဲပေးကြတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်เนาะဒါဆိုဟုတ်ပြီဒီပွဲမှာတော့ဒါဒီပွဲကနေစပြီးတော့10ပွဲစတိုက်ပြပွဲမရှိဘူးဆိုတော့ဒါကိုပဲပါလာယူပါဗျာเนาะဒါဆိုတော့ထိုးရတော့မယ်ဘာပဲဖြစ်ဖြစ်ဆရာရဲ့ကတ်ဒီထုတ်ထားတယ်ဘာလိုပဲဖြစ်ဖြစ်မိမိတို့ရဲ့ကန်နဲ့ဆရာရဲ့ကန်ဆက်ဆက်မှုရှိလို့ရှိရင်ဒီကဏ္ဍတွေကအစောကြီးလည်းထွက်လာမယ်နော်အစောကြီးထွက်လာနိုင်ရှိတာပေါ့ဒီပေါ်မှာယုံကြည်ဆရာကိုယုံကြည်ရဲဆိုလို့ရှိရင်တော့လာယူပါယူတဲ့အခါကျရင်လည်းဆရာပြောသလိုပဲတပတ်စာကတ်ဖြစ်တဲ့အတွက်အဆုံးထိထိုးနိုင်အောင်ကြိုးစားကြပါလို့နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဒါမဲ့ပွဲမူကနန်လေးပြမယ်နော်မူကနန်လေးပြမယ်ဆိုလို့ရှိရင်မူကနန်ဒီဘယ်လိုလဲဆိုတော့3ပင်ကြားပေါ့နော်3ပင်ကြားမူကနန်3ပင်ကြားမူကနန်3ပင်3ပင်3ပင်
3 ဝင်ဒါဒီ3ဝင်3ရက်ဒီ3ရက်9ချိန်မှာထွက်ရမှာပေါ့ဗျာဒါလည်းမိမိတို့ရဲ့ကန်တရားနဲ့လည်းဆိုင်ပါတယ်နော်ကဲဟုတ်ပြီမိုးကနန်းလေးတွေဘယ်လိုထုတ်တာလဲဆိုမိုးကနန်းကတော့နည်းနည်းတော့အကွက်ကလေးတော့နည်းနည်းများတယ်ဗျအဲ့ပေါ်မှာဒါအကုန်လုံးထိုးနိုင်ကြမယ်ဆိုရင်လည်းထိုးပေါ့မထိုးနိုင်ကြလို့ရှင်လည်းကိုယ့်ဘာကိုမိမိတို့ရဲ့နေတိုက်ကနန်းလေးတွေလုံးပိုင်ရမယ်လုံးပိုင်လေးတွေရမယ်ပရိကလေးတွေရမယ်ဆိုလို့ရှိရင်ဒီနေရာကောင်းလို့ရရလေးကိုလုံးပိုင်နဲ့ညှိတဲ့အရာလေးတွေကိုတင်ထိုးပရိကလေးတွေနဲ့ညှိမယ်ဆိုရင်ပရိကလေးနဲ့ညှိတဲ့အရာကိုတင်ထိုးပေါ့ဗျာရှာအနေနဲ့ကတော့ဒါ3ရက်မွေးကို9ဘွက်ထုတ်ပေးထားတာပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကြည့်မယ်ဆိုတော့ဒီ3ရဲ့တဲ့ဒီ6ကပေါင်းခြင်းဒီ9ဒီ9ရဲ့တဲ့သူ့ရဲ့ဇောင်းကအောက်ကဇောင်းပေါင်းခြင်းဒီ1နဲ့ပေါင်းခြင်းဒီတဲ့3ရဲ့6က1ကပေါင်းခြင်းဒီ3ညပါတဲ့3ရဲ့6က1ကပေါင်းခြင်းဒီ3ညဆိုတော့ကတဲ့3ညနဲ့ဒီရာဒီ1တဲ့1နဲ့ကြီးတာဒီ2ပါတဲ့နော်2ဆိုတော့3ည1နဲ့3ည1နဲ့ဒီကီးပေါ့နော်3ည1နဲ့ကလည်းကီးပါတဲ့ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်အောက်ဘွားကိုကြည့်မယ်ဆိုလို့ရှိရင်ဒီနှစ်ကဒီ3ရဲ့ပေါင်းခြင်းဒီ9တဲ့ဒီနှစ်ကဒီ3ရဲ့ပေါင်းခြင်းဒီ9ဆိုတော့9ရဲ့နှက်ခတ်ဒီ3 9ရဲ့နှက်ခတ်ဒီ3 9ရဲ့ရှမ်းဒီ8 9 3 8ဆိုတာလည်းကီးပါတဲ့ဆိုတော့ပြောချင်တာတော့ဒီနှစ်ခုကိုပေးစားမှာပါဗျာနော်ဟုတ်ပြီအဲ့တော့ဒီကဏ္ဍနှစ်ခုကိုကီးနှစ်ခုကိုပေးစားမယ်ဆိုလို့ရှိရင်ဘာကဏ္ဍတွေထွက်လာမယ်တဲ့စစ်ကြည့်အောင်နော်အဲ့ဆိုလို့ရှိရင်တဲ့ဘာတွေထွက်လာမလဲဆိုလို့ရှိရင်ဒီမှာ3ည5 3ည3 3ည8 1 5 1 3 1 8 2 9 2 10 2 11 2 12 2 13 2 14 2 15 2 16 2 17 2 18 2 19 2 20 2 21 2 22 2 23 2 24 2 25 2 26 2 27 2 28 2 29 2 30 2 31 2 32 2 33 2 34 2 35 2 36 2 37 2 38 2 39 2 40 2 41 2 42 2 43 2 44 2 45 2 46 2 47 2 48 2 49 2 50 2 51 2 52 2 53 2 54 2 55 2 56 2 57 2 58 2 59 2 60 2 61 2 62 2 63 2 64 2 65 2 66 2 67 2 68 2 69 2 70 2 71 2 72 2 73 2 74 2 75 2 76 2 77 2 78 2 79 2 80 2 81 2 82 2 83 2 84 2 85 2 86 2 87 2 88 2 89 2 90 2 91 2 92 2 93 2 94 2 95 2 96 2 97 2 98 2 99 2 100 2 1
တစ်ရှစ်နှစ်ငါနှစ်သုံးနှစ်ရှစ်ဆိုပြီးတော့ကဏ္ဍလေး6ဝက်ရမယ်တဲ့6ဝက်ရမယ်ဆိုတော့အောက်မှာဘာကဏ္ဍထွက်လဲဆိုရင်9 5 9 8ဆိုပြီးတော့6 6 5 1ဆိုပြီးတော့1 5ဆိုတဲ့ကဏ္ဍလေးတစ်ခွက်ထွက်ပါတယ်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်အောက်ဘွားကိုဆက်ကြည့်မယ်ဆိုလို့ရှိရင်ဒီ9ရဲ့ဒီ9ရဲ့ပေါင်းတော့4တဲ့ဒီ4ရဲ့ဒီ9ရဲ့ပေါင်းခြင်းဒီတဲ့9ပါတဲ့နော်9ဆိုတော့9နဲ့ကြည့်ရသည်3ညာ3ညာနဲ့ကြည့်ရသည်1 9 3ညာ1သည်ကီဟုတ်ပြီဒါဆိုလို့ရှိရင်ဒီ6ရဲ့ဒီ3ရဲ့ပေါင်းခြင်းဒီလေ9တဲ့9ဆိုတော့9ရဲ့နှစ်ခတ်သည်6 9ရဲ့ရှမ်းသည်3ညာပဲတဲ့9 3ညာ1နဲ့9 60ဆိုတဲ့ကီးပေါ့နော်ဒီကီးနှစ်ခုကိုပေးစားမယ်ပေါ့ဒါဆိုလို့ရှိရင်ဟုတ်ပြီတွဲကြည့်မယ်ဒီ9ရဲ့ဆိုတော့9 6 90 3ညာ9ကဲထားတော့ဗျာ3ညာ9မထည့်တော့ဘူး3ညာ6 3ညာဘူး1 9 1 6 10ဒါဆိုတော့9 9 9 6 90 3ညာ6 3ညာဘူး1 9 1 6 10ဆိုပြီးတော့1 2 3 4 5 6 9 8ကဏ္ဍ8ကွက်ပေါ့ဗျာကဏ္ဍ8ကွက်ကဘာတွေထွက်လဲဆိုလို့ရှိရင်ဒီမှာ3ညာ1ဆိုပြီးတော့တစ်ကွက်ထွက်ပါတယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်လာမယ့်ဘွက်ကိုဟုတ်သေးဘူးနော်ဒါဆိုဒီဘွက်ကိုဆက်ကြည့်မယ်ဒီ3ညာရဲ့ဒီ1ကပေါင်းတော့1တဲ့ဒီ1ကဒီ9ရဲ့ပေါင်းတော့6ပါတဲ့6ဆိုတော့6နဲ့ကြီးရသည်ခွန်နဲ့ကြီးရသည်8ဒါဆိုလို့ရှိရင်6ခွန်8သည်ပြီးဆိုရချနေဘာမှလည်းမရအောင်6ခွန်8သည်ပြီး
ဒါချုံတော့လည်းမမြင်ရဘူးချဲလိုက်တော့လည်းမမြင်ရဘူးဒါဆိုလို့ရှိရင်ဒီ9ရဲ့ပေါင်းခြင်းသည်3ညရတယ်3ညဆို3ညရဲ့နက်ခတ်သည်ခွန်3ညရှမ်းသည်9 3ညခွန်9ကီးပေါ့နော်ဒါဆို6ခွန်8ကီးရဲ့3ညခွန်8 3ညခွန်9ကီးကိုပေးစားမယ်ပေါ့ဗျာပေးစားမယ်ဆိုတော့6နဲ့တွဲမယ်ဆိုရင်60 6ခွန်6ကို80ခွန်ခွန်ကို80 8ခွန်8ကိုဆိုတော့အမှဘာထွက်ခဲ့လဲဆိုလို့ရှိရင်80ဆိုပြီးတော့ထွက်တယ်နော်ပိတ်ပွဲမှာ89ဆိုပြီးတော့98ဆိုပြီးတော့ထွက်တယ်ဒီပွဲမှာတော့နှစ်ကွက်ထွက်ခဲ့တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဟုတ်ပြီလာမဲ့ဘက်ကိုဘာတွေထွက်မလဲစစ်ကြည့်ပြီနော်ဒီ1ကဒီ9ရဲ့ပေါင်းတော့6ဒီ6ကဒီ3ရဲ့ပေါင်းတော့6ပဲနော်6ဆိုတော့6နဲ့ကြည့်ရသည်ခွန်နဲ့ကြည့်ရသည်8 6ခွန်8ဆိုတဲ့ကီးနော်6ခွန်8ဆိုတဲ့ကီးဒါဆိုလို့ရှိရင်ဟုတ်ပြီဒီ9နဲ့ဒီ4နဲ့ပေါင်းခြင်းဒီ9နဲ့ဒီ9နဲ့ပေါင်းခြင်းဒီ4ပါတဲ့4ဆိုတော့4ရဲ့နက်ခတ်သည်2 4ရဲ့ပါဝါသည်ပါဘူး4ရဲ့ရှမ်းသည်ခွန်4နဲ့ခွန်ဆိုတဲ့ကီးရဲ့ဒီကူးနှစ်ခုကိုဒါပေးစားမယ်နော်ဒါဆိုလို့ရှိရင်တွဲကြည့်မယ်ဘာတွေထွက်လာမလဲဘာတွေထွက်လာမလဲဆိုလို့ရှိရင်6နဲ့ဆိုရင်6 4 6နှစ်6ခွန်နဲ့ဆိုရင်ခွန်4ခွန်2ခွန်8နဲ့ဆိုရင်8 4 8နှစ်8ခွန်ဒါဆိုလို့ရှိရင်6 4 6နှစ်6ခွန်ခွန်4ခွန်2ခွန်8 4 8နှစ်8ခွန်ဆိုတဲ့ကဏ္ဍလေးဒီလာမဲ့3ရက်စာပေါ့နော်9ချိန်အတွက်ကိုဒီကဏ္ဍလေးဒီတစ်ခွက်တော့မဟုတ်နှစ်ခွက်ကဲအားလုံးဒီထဲမှာဒီကဏ္ဍဒီတစ်ခွက်နှစ်ခွက်3ခွက်4ခွက်5ခွက်6ခွက်9ခွက်10ခွက်9ခွက်ရှိပါတယ်အဲ9ကမှမိမိတို့အကုန်လုံးမှမကစားနိုင်ဘူးဆိုလို့ရှိရင်မိမိတို့မှလုံးမိုင်နေရှိမှဆိုလို့ရှိရင်ဒီလုံးမိုင်နေနဲ့လိုက်ပြီးပါတိုက်ဆိုင်တဲ့ကဏ္ဍကိုရွေးထိုးပါဘရိတ်ရှိတဲ့လူကလည်းဘရိတ်နဲ့တိုက်ဆိုင်တဲ့ကဏ္ဍလေးကိုဒါရွေးထိုးကြပါတော့ကန်ကောင်းခြင်းဆရာရဲ့ကန်နဲ့တော့ရဲ့ကိုမများရဲ့ကန်နဲ့တိုက်ဆိုင်မယ်ဆိုလို့ရှိရင်တော့ဒီကဏ္ဍလေးရဲ့တင်လုံးလေးဖြစ်လာမှာပေါ့နော်ကဲဟုတ်ပါပြီဒါဆိုလို့ရှိရင်မနက်ဖြန်အတွက်ကိုဆရာအနေနဲ့အမြဲတမ်းတင်ပေးနေတဲ့ကီးအမြဲတမ်းတင်ပေးနေတဲ့ကီးရဲ့မတွေ့ကဏ္ဍအသေးရမတွေ့ကဏ္ဍထုတ်ပေးပါဘောနော်မနက်ဖြန်12ရက်တလ2026ဒါတနေ့နာနေ့ဒီနေ့ကုန်စားပေါ့နော်ကီးသည်တဲ့3 5 1ကီးပါတဲ့နော်ဒါနေ့တိုင်းပုံမှန်အမြဲတင်ပေးနေတဲ့ကီးပေါ့နော်ဒါဂရုတွေကအကူမတွေကတော့သိမှာပါ351ကီးဂရုတွေကိုလည်းဒါအမြဲတင်ပေးပါရနော်ဒါအခုကအပြင်ကနေပြီးတော့ဒါမိတ်ဆွေတွေအပြင်ကဝင်ပြီးတော့ကြီးတဲ့မိတ်ဆွေတွေရှိခဲ့ရင်လဲဒါလေးလာလို့ရအောင်ပါနော်ဟုတ်ပြီ351ကီး351ကီး1 chain အနေနဲ့ကတော့မနက်ဖြန်ကိုနှစ်ခွန်တော့ရွေးထားပါတယ်နော်နှစ်ခွန်1 chain
နှစ်ခွန်ဝမ်းကြီးနှစ်ခွန်ဝမ်းကြီးမှာတေလုံးတေလုံးနေနဲ့ကတော့အသေးကတော့အသေးကတော့မနက်ဖြန်ကို၄တလုံးတတ်ထားပါတယ်နော်၄မတွဲကနန်းနေအနေနဲ့ကတော့၄3 ၄8 9 3 9 8နှစ်ခွန်နှစ်ခွန်ကဲမနက်ဖြန်ကိုတော့မတွဲကနန်းအနေနဲ့4 3 4 8 9 3 9 8နှစ်ခွန်နှစ်ခွန်ဆိုပြီးတော့ကနန်းလေး9ကွက်ထုတ်ထားပါတယ်နော်အားလုံးပဲညာမှတ်ထားကြပါနော်ကနန်းလေးဒီဟိုစားတွေကဒါထွေထူးတော့ပြောမနေတော့ပါဘူးအားလုံးပဲဒါသိကြမှာပါအဲ့တော့351ကီဒါဆရာပေးနေကြအတိုင်းနှစ်ခွန်ဝမ်းချင်းမှာအသေးကနန်းကတော့၄တလုံးမှာအဲ့မှာမတွဲကနန်းအနေနဲ့တော့4 3 4 8 9 3 9 8နှစ်ခွန်ခွန်ဆိုပြီးတော့ဆရာအနေနဲ့တော့ထုတ်ထားပါတယ်ကဲမနက်ဖြန်မှာတော့အားလုံးပဲကံကောင်းကြပါစေလို့ချူတောင်းပေးနေကဲပူရိုလေးကိုရန်နာပါပဲနော်